ကဲဒီမှာကြည့်ပါဦးဒီလောက်ချစ်စရာကောင်းမိလာတဲ့ခံပြီးလေးပန်းပွင့်ပုံစံလေးကိုမှသူကအောက်ကချင်းလေးအစီလေးကိုစေးထိုးပုံစံလေးနဲ့ဒါလေးတွေဆိုလို့ရှိရင်လည်းမွန်စတာပုံစံခံပြီးလေးတွေနော်အကောင်ပုံစံလေးတွေကြည့်စတော်ဘယ်ရီရှိတယ်ဘလူးဘယ်ရီရှိတယ်စပစ်တီးရှိတယ်ဒီမှာထားဆိုလို့ရှိရင်လည်းသူကအပေါ်ကတကြားလုံးလေးကိုအောက်ကကြတော့သူအတီးရတာအရှိလေးတွေထည့်ပေးထားတာသူကဆိုလို့ရှိရင်လည်းအယောင်3ယောက်လောက်ရှိပဲနဲ့တူတယ်ဒီမှာအစိမ်းရောင်လေးလည်းရှိသေးတယ်ရတာလေးအစုံပဲနော်တကြားလုံးလေးကိုပါလေရေခဲချောင်းလေးလိုမျိုးစားတင်တဲ့ကလေးလေးတွေရှိလားဒီမှာကြည့်ပါဦးဒါလေးကရေခဲချောင်းပုံစံတကြားလုံးစုပ်ပြားလေးပါချောကလက်ဘူးလေးတွေဆိုရင်လည်းချစ်စရာလေးတွေနော်အရသာလည်းကောင်းပြီးတော့ဒီမှာအရင်ကစားကောင်းတဲ့ချောကလက်ဘူးလေးတွေပါကဲဒီမှာနောက်တစ်မျိုးဒါလေးကကြတော့ lipstick နှာခမ်းဒီပုံစံလေးကိုမှအထက်ကအချင်းဒီလိုလေးတကြားလုံးအမုံလေးနဲ့တို့စားရတာလေးပါ unicorn fan သမီးလေးတွေအတွက်ဒါလေးကတော့ unicorn ပုံစံအထက်မှာမုတ်ကလေးပါတယ်နော်အပြင်အခွန်လေးကတော့ unicorn ပုံစံအယုတ်ကလေးပါဝုံဝုံလေးတွေကိုမှချစ်တတ်တဲ့ကလေးလေးတွေအတွက်ဆိုလို့ရှိရင်လည်းဒီမှာဝုံဝုံအယုတ်ဂျယ်လီလေးတွေကရှိပါတယ်ကဲဒီမှာကြည့်ပါဦးဒါလေးဆိုလို့ရှိရင်လည်းတော်တော်ထူးထူးဆန်းဆန်းနဲ့နော်ပုံစံလေးကချစ်စရာလေးဆောင်းဝဘုံကန်ကြီးတဲ့သူကတော့အချင်းအရသာကိုတငယ်ချင်းလေးစနောက်ပြီးကျွေးချင်တယ်ဆိုလို့ရှိရင်တော့ဒီလိုချစ်စရာကောင်းတဲ့တကြားလုံးဘူးလေးတွေလည်း snap by mm မှာရပါတယ်နော်ဒါလေးကတော့တမီပုံစံလေးပါအထဲမှာတကြားလုံးလေးတွေပါတယ်ဒီဖီယောဆက်ကူလေးကိုထုတ်လိုက်တာနဲ့သူကမီးထုံးလို့ရပါတယ်နော်မီးလင်းအောင်အသုံးပြုလို့ရတယ်တမီပုံစံတကြားလုံးလေးပါထုတ်လိုက်ရင်လည်းလေတဲ့ပန်ကာပုံစံနဲ့အယုတ်တကြားလုံးလေးတွေလည်းရှိပါတယ်စွစွညံ့ညံ့နဲ့လော်လေးတစ်ခုလည်းပါမယ်အထဲမှာစားစရာမုတ်ကလေးတွေလည်းပါတယ်အယုံမုံလေးတွေလည်းရှိပါတယ်နောက်နေ့တွေကြာရင်လည်းနောက်ထပ်ဘာမုံလေးတွေရှိလဲဆိုတာထပ်ပြပေးပါအောင်မယ်နော်snap by mm မီလီမတ်လေးကတော့အမှတ်20ပေဥချစ်မောင်လန်းရတနာပန်းကြံရှိလမ်းဆောင်မှတ်တိုင်းဗဟန်းမြို့နယ်မှာရှိပါတယ်ရှင်